မင်္ဂလာပါခင်ဗျကျွန်တော်ဒေါက်တာချမ်းမင်းပါမနေ့ကစိတ်မကောင်းစရာသတင်းတစ်ခုပေါ့နော်ရန်ကုန်က YBS ကကြမ်းကျွံပြီးတော့မှ9နှစ်အရွယ်ကလေးလေးကအကြမ်းကျွံနေကနေပြုတ်ကျသူ့ကားနဲ့ပဲချိန်ပြီးတက်ဆုံးသွားတယ်ပေါ့နော်အဲ့သတင်းကြားလိုက်ရတော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်ပြီးတော့ဒီကလေးကမြန်မာနိုင်ငံမှာဘာဖြစ်လို့များဒီလိုမျိုးသူ့ရဲ့ဝတ်ကြွေးလို့တွေးမိရပါတော့ပထမဦးဆုံးမြန်မာဆန်တွေးလိုက်တာပေါ့မြန်မာနိုင်ငံမှာလူဖြစ်တယ်ဒီလိုမျိုးပဲဆိုတော့အခွင့်အရေးတွေကလူလိုဆုံးရှုံးနေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တွေးမိရဒါပေမဲ့ဒါမြန်မာလိုတွေးရပါတော့တကယ်တမ်းနိုင်ငံကမှာဆိုရင်ကောဆိုတာမျိုးတွေးကြည့်ပေါ့နော်ကျွန်တော်အခုတွေးကြည့်ရလေးကိုကျွန်တော် structure system people အနေနဲ့3ချက်နဲ့ခွဲပြီးကျွန်တော်စဉ်းစားပြီးတော့မှသုံးသပ်ကြည့်မယ်တကယ်လို့များသဘောထားမတိုက်ဆိုင်တာများရှိလို့ရှိရင်ကျွန်တော် welcome လုပ်ပါတယ်နော်အောက်မှာ comment လေးနဲ့ကျွန်တော်အမြင်နဲ့ကွဲပြားတာများရှိရင်မှတ်ပေးလို့ရပါတယ်ခင်ဗျပထမဦးဆုံးရေးကြည့်ရပါလဲဆိုတော့ကျွန်တော်တို့ကလေဒါသူတေဖို့ပါတယ်ဒါသူ့ရဲ့ကံပဲဆိုတာမျိုးမတွေးရအောင်ဖြစ်တဲ့နာပါလဲဆိုတော့ safety ကချာကိုသွားရမှာပေါ့နော် safety ကချာကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ basic လိုအပ်တဲ့အချက်လေးတွေကိုကျွန်တော်စဉ်းစားကြည့်မယ်ပေါ့နော် structure ဘိုင်းပေါ့ကားရဲ့ structure ဒီကားကိုကျွန်တော်တို့ maintenance ဘယ်လိုမျိုးလုပ်နေရလဲမပြတ်ဘူးကွာငါတို့ကမပြတ်မချင်းမပြင်ဘူးကွာဆိုတဲ့ပုံစံမျိုးမလုပ်သင့်ဘူးဘာတွေက risk ဖြစ်နေရလဲ risk ကို assessment လုပ်ရမယ်ရလာတဲ့ assessment ပေါ်မူတည်ပြီး management လုပ်တတ်ရမယ်ကြိုတင်ပြီးပြင်တာမျိုးလက်ကင်တို့တန်းတို့ကြမ်းခင်းတို့အဲ့ဒါတွေကိုပြင်ဆင်တာမျိုးပေါ့ဒါ structure ဘိုင်းကိုကျွန်တော်တို့ကpowerful ဖြစ်အောင်လို့ quality ပြည့်အောင်လို့ဖြည့်ဆည်းထားရမယ်ဒါ structure ဘိုင်းဒုတိယ system ဘိုင်းပေါ့နော် system ဘိုင်းမှာဆိုလို့ချင်း checklist လေးတွေရှိရမယ်ငါတို့ကတော့ဖြင့် engine wine ဘယ်တော့မှလဲတယ် brake shoe ဘယ်တော့မှလဲတယ်ဒီတလားပြည့်နေပြီလဲပြီးပြီလားစစ်ပြီးပြီလားကြန့်ခိုင်မှုပေါ့ခုနကပြောတဲ့ structure ကိုကြန့်ခိုင်နေလားကြန့်မခိုင်သေးဘူးလားဘာတွေအားနည်းနေသေးလဲဘာတွေဖြည့်ပေးရမလဲဆိုတဲ့ဟာကို checklist တွေနဲ့စစ်ဆေးသင့်တယ်ပြီးတော့ဒါကကားပိုင်းကိုစစ်ဆေးတာreporting system ဆိုတာရှိတဲ့ hotline ကနေပြီးတော့မှအစင်မပြေတာများရှိရင်တိုင်ကြားလို့ရတယ်ဒီတိုင်ကြားတာကိုလည်းအဖက်လုပ်ပြီးတော့မှ action ယူပေးတော့စီးစနစ်တကြစနစ်ကြီးတစ်ခုရှိရမယ်ပေါ့နော်အဓိကထားလို့ရပေါ့ဗျာနောက်တစ်ခုက accountability ဆိုတဲ့ဟာ system ထဲမှာကပ်ပြီးတော့မှပါနေရမယ်ဥပဒေအရဘယ်သူကတာဝန်ယူမှုတာဝန်ခံမှုလုပ်ပေးမှလဲဒီကလေးကိုရောသူတို့ကဘယ်လိုမျိုး action ယူပေးမှလဲမိသားစုကိုဒါလေးကျွန်တော်သိချင်တာပေါ့နော်နောက်တစ်ခုက people ပိုင်းဒါကတော့အရေးကြီးဆုံးကာချာကိုတွားနေတဲ့အပိုင်းပေါ့နော်driver ပဲထားပါတော့ driver တိနဲ့မောင်းနေရလားကျွန်တော်မေးချင်တာလေသူမိသားစုဝင်ဆိုရင် तू ကတင်ပြီးခေါ်လာမှာလားဒီကားကိုငါကားတော့ကြမ်းကျွတ်နေတယ်မစီးနဲ့အောင်တခြားတယောက်ကိုတခြားကားကိုစီးကိုမိသားစုဆိုရင်တခြားခရီးတဲ့ဆိုတော့ကျွန်တော်တင်မယ်ဆိုတာမျိုးလုံးအောင်မလားပေါ့နော်နောက်တစ်ခုကခရီးတဲ့ဘက်ကတွေးမယ်ဒီငါတို့ကသွားမှာရှေ့တမတ်တိုင်မှာဆင်းမှာပဲငါတို့ကနီးလေးပဲဒါမှမဟုတ်ဝေးကြီးပဲဘလောက်ပဲဝေးဘလောက်ပဲနီးပေါ့နော်ပေါက်နေရလဲကိစ္စမရှိပါဘူးငါတို့နေရာရွှေ့ပြီးတက်ပြီးတော့မှစီးသွားမယ်ဆိုတော့ mindset မျိုးမရှိသင့်ဘူးအန်တရရှိနေတယ်ဆိုတာတိကြီးနဲ့ကိုရှောင်ရမယ်ပေါ့ဗျာအစကတည်းကလေဒီလိုမျိုးခုနဒီလိုရှောင်ရမယ်ဆိုတော့အသိစိတ်ရှိတယ်ဆိုရင်အရှိမကျွန်တော်ပြောတဲ့ reporting system နဲ့ဒီကားတွေအားဖြင့်ဒီလိုစုံတယ်ဘာလို့မောင်းနေတယ်လဲဆိုရင်မေကွန်းထုံနိုင်တော့အသိဉာဏ်အသိစိတ်တရားပြည်သူတွေထဲမှာရှိတဲ့နယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုကကိုမိသားစုဝင်ပဲဖြစ်ဖြစ်ကလေးတငယ်ပါလာပြီဆိုလို့ရှိရင်ဒီကလေးအရွယ်မရောက်သေးတဲ့ကလေးတွေကိုကားပေါ်မှာဒီတိုင်းသူကလည်းကင်တော့ကင်ထားမှာပါဒါကျွန်တော်ဖြစ်စေချင်တာကတော့ဗျာလက်တွဲထားတာမျိုးပေါ့နော်ကိုပေါ်မှာထားတာမျိုးပေါ့ဒါမှမဟုတ်စိတ်ချရတဲ့ဘေးနားမှာကတ်ထားတာမျိုးပေါ့ safety zone နဲ့မှာပေါ့စီးစေချင်တာပေါ့နော်ဒါကတော့ကျွန်တော်တွေးမိတဲ့အချက်တွေပေါ့နော်ဘယ်သူမှဆိုတော့လည်းမဖြစ်ချင်ဘူးပေါ့နော်ဖြစ်လာပြီဟေးဆိုလို့ရှိရင်လည်းရှေ့မှာနှိတယ်မှပြောခဲ့တဲ့လိုမျိုးပဲဒါကတော့ तू တေဖို့ကံပါလာလို့ဒီလိုမျိုးဖြစ်သွားတယ်ဆိုတာမျိုးမတွေးသင့်ဘူးနိုင်ငံတကာမှာဆိုရင်ဒီလိုတွေးမလားဟာတအနေနဲ့ဖြစ်နေမှာပေါ့နော်တရားစွဲမယ်ပြဿနာပေါင်းဒါတွေလိုက်လာမှာနောက်ကနေเนาะကျွန်တော်ပြောလို့မကောင်းတဲ့စကားလုံးတွေကနောက်ကနေပါလာအောင်ပဲဒါကျွန်တော်ပြောလို့မရတဲ့ပြောလို့မကောင်းသောစကားလုံးတွေကရှိတယ်ပြောမထွက်တာပေါ့နော်speak out လုပ်ရတဲ့စကားလုံးတွေကအများကြီးရှိသေးတယ်ကျွန်တော်မလုပ်ချင်တော့တာပေါ့နော်ကဲအဲ့တော့ကျွန်တော်စဉ်းစားလို့ရတဲ့အချက်ကလေးတွေပါကျွန်တော်ထပ်ပို့ပြီးစဉ်းစားနိုင်တဲ့အတွေးခေါ်များရှိရင်လည်းကျွန်တော် welcome လုပ်ပါတယ်ကျွန်တော်မှားသွားတယ်ဆိုတဲ့ဟုတ်ရှင်လည်းထောက်ပြလို့ရပါတယ်ဒီဗီဒီယိုကြည့်မိတဲ့လူတွေအတွက်ကိုကျွန်တော် comment လေးတွေကိုဖိတ်ခေါ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျအန်ဒီကင်းပေးရှင်းကြပါစေ bye bye